ကျွန်တော်ဟိုတနေ့ကတင်လိုက်တဲ့ဗီဒီယိုရဲ့ comment အောက်မှာဒီ brother တယောက်က Asian stat down လေးမေးထားလို့ကျွန်တော်ဒီနေ့ဗီဒီယိုမှာ3မိနစ်အတွင်းရှင်းပြပေးမှာဖြစ်ပါတယ်။ဟုတ်စံအတိုင်းဗီဒီယိုလေးမစခင်မှာအကောင့်လေးကို follow လေးလုပ်ခဲ့ပြီးတော့ like လေးပေးသွားဖို့မေတ္တာရပ်ခံပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့က Chrome ဖြစ်ဖြစ် Google ဖြစ်ဖြစ်နှစ်ခုတည်းကတစ်ခုကိုသွားပါမယ်။ကျွန်တော်ကတော့ Google ထဲကိုသွားပြီးတော့ search bar မှာ Minecraft Asian stat လို့ရိုက်ရှာလိုက်ပါတယ်။ရှာပြီးရင်တော့ကျွန်တော်တို့ကဒီ website ထဲကိုဝင်ရပါမယ်။ကျွန်တော်တို့က website ထဲရောက်သွားပြီဆိုရင်တော့အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါမယ်။ဒီမှာကျွန်တော် download ဆိုတာတွေ့ပြီဆိုရင်လည်း download ကိုနှိပ်လိုက်ပါမယ်။နှိပ်ပြီးရင်ကျွန်တော်တို့အပေါ်မှာတွေ့ရဟာလေးကိုထပ်နှိပ်ပါမယ်။နှိပ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ download ဆိုတာထပ်တွေ့လိုက်မယ်အဲ့ဒါကိုထပ်နှိပ်ပါမယ်။နှိပ်ပြီးရင်ကျွန်တော်တို့ကဒီနေရာရောက်အောင်မယ်ဆိုခဏစောင့်ရပါလိမ့်မယ်။ပြီးရင်ကျွန်တော်တို့ကဒီမှာဒါလေးကိုထပ်နှိပ်ပါမယ်။နှိပ်ပြီးရင် download ဆိုတာလေးကိုထပ်နှိပ်လိုက်ပါမယ်။အဲ့ဒါဆိုကျွန်တော်အပေါ်မှာ down နေပြီဘေးကဟာလေးကိုနှိပ်လိုက်ပါမယ်။နှိပ်ပြီးရင်ကျွန်တော်ဒီမှာ down နေအောင်မြင်တွေ့ရမှာဖြစ်ပါတယ်။အားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်။တကယ်လို့နားမလည်တာရှိတယ်ဆိုရင် comment မှာမေးလို့ရပါတယ်။ဗီဒီယိုတင်တာနောက်ကျသွားတဲ့အတွက်လာမေးရဲ့ brother ကိုလည်းတောင်းပန်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye